မင်္ဂလာပါရှင်အရှင်ဇောတိကညောင်နှုံးဆရာတော်ရေးသားအပ်သောဝိသုဒ္ဓိကျင့်စဉ်တရားအပိုင်း6ကိုသင်ပြပါမယ်ရှင်ဒီဇိုင်းမတ်တဲ့ဒီတရားသဘောတွေကိုနားလည်ဖို့အတွက်ကျင့်ကြံတဲ့အခါမှာဥပမာလေးတစ်ခုတော့မှတ်ထားမှဖြစ်မယ်တစ်ပင်ရှင်အောင်လို့စိုက်ချင်တဲ့ပုံကိုများတစ်ပင်စိုက်တဲ့အခါမှာဒီဇိုင်းမတ်နဲ့စိုက်ရတယ်တစ်ပင်ကိုနှုတ်လိုက်ပြန်ဆိုင်လိုက်ဆိုရင်အဲ့ဒီတစ်ပင်မရှင်ပါဘူးတရားသဘောတစ်ခုကိုသိမြင်အောင်ကြိုးစားမဲ့ဆိုရင်လေဒီဇိုင်းမတ်သွားရတယ်ဒီနေ့တစ်မျိုးနောက်တစ်နေ့ကျတော့ဒါမျိုးမဟုတ်တော့ဘူးနောက်အသစ်တစ်မျိုးနဲ့ပြန်စဆိုရင်တစ်ပင်နှုတ်လိုက်ဆိုင်လိုက်လို့ရင်တစ်ပင်ရှင်ဖို့မလွယ်သလိုပဲတရားသဘောမှာလေဒီအတိုင်းပဲဒီတဘာဝအတိုင်းပဲတရားကိုလည်းနားမလည်သေးခင်မှာဒီဇိုင်းမတ်ပြုလုပ်ရတယ်နားလည်ပြီးပညာဖြစ်သွားပြီးဒီနောက်မှာတော့ကိစ္စမရှိတော့ဘူးတစ်ပင်ဟာငယ်တုန်းကပဲရေလောင်းရတာကြီးလာရင်ရေလောင်းစရာမလိုတော့ပါဘူးသူ့ဘာသူရှင်သွားတယ်အဲ့ဒီလိုရှင်သွားတဲ့အခါအချိန်တန်တော့အသီးအပွင့်နေတီးပွင့်တာပဲအဲ့ဒီဥပမာဟာလောကသဘာဝလို့ခေါ်တယ်လောကသဘာဝလို့ခေါ်တယ်တရားဓမ္မတွေကနဲ့ပတ်သက်ပြီးတော့လည်းဒီအတိုင်းပဲမိမိတို့ပฏิပဒါဆိုတဲ့အကျင့်တွေကိုဒီဇိုင်းမတ်သွားရတယ်ဝိသုဒ္ဓိဖြစ်ဖို့သီလလုံအောင်ကိုကျင့်တရားကောင်းအောင်တရက်တလေနေလိုက်မယ်ဒီလိုတော်ဤရောဤလုပ်လို့မရဘူးစိတ်တဝိသုဒ္ဓိအတွက်စိတ်ငြိမ်ဖို့ကြိုးစားတဲ့အခါဒီနေ့တော့ငြိမ်ခြင်းပြီးငြိမ်မယ်နောက်တစ်နေ့ကျတော့ဖြစ်ချင်တာဖြစ်ဆိုရင်လည်းမဟုတ်သေးဘူးဒိဋ္ဌိဝိသုဒ္ဓိဖြစ်ဖို့လည်းထိုနည်းသူစွာပဲအယူမှားပျောက်ဖို့အတွက်ကျင့်တဲ့အခါမှာအတိပညာကိုအကျင့်ကမဖော်ထုတ်နိုင်မချင်းကြည့်ရတယ်ဖော်ထုတ်ပြီးတာနဲ့သူပြီးသွားပါပြီတင်ညာနဲ့ပညာတဲ့မိမိတို့စိတ်တန်မှာပညာကိုအကျင့်ကဖော်ထုတ်တာအကြားအမြင်ဟာအမှန်တကယ်ရှိတဲ့သဘောတရားမဟုတ်တဲ့အတွက်အသိပညာကိုမဖော်ထုတ်နိုင်ဘူးမိမိတို့မှတ်သားထားတဲ့အတိုင်းတင်ညာဆိုပြီးပြန်ဖော်ထုတ်တယ်တချို့အကြားအမြင်များတဲ့ပုံကိုယ်တွေရှိတယ်စာတွေအများကြီးကျက်တယ်မှတ်တယ်ဘုန်းကြီးလောကဆိုရင်တိပိဋကလို့ပြောပါတော့စာတွေကိုအလွတ်ရတယ်ဆိုတာအမှတ်တင်ညာအဖြစ်ရသွားတဲ့အရာတွေပြန်ထုတ်တော့လဲအရှိကိုအရှိတိုင်းသူတိမှတ်ထားတဲ့အတိုင်းပဲပြန်ပေါ်ထုတ်တယ်မှတ်ထားတာနဲ့လွဲနေရင်မဖော်ထုတ်နိုင်တော့ဘူးတုတ္တဆိုတာအကြားအမြင်များခြင်းကနေတင်ညာတင်ညာလာတယ်ပညာကြတော့ဘယ်ကိစ္စပဲလာရှေ့တုန်းကမကြုံဘူးပေမဲ့အခုနေလဲဒါဘာလဲဆိုတာဖော်ထုတ်ပေးတယ်ပညာကိုမှန်ကန်တဲ့အကြည့်ကဖော်ထုတ်ပေးတာဖော်ထုတ်ပြီးသွားရင်တော့ကိစ္စပြီးပြီအဲ့ဒီလိုပညာအဆင့်ထိမရောက်သေးရင်တော့အကျင့်ကိုဒီဇိုင်းမတ်ကျင့်ရတယ်တစ်ပင်ကိုနှုတ်လိုက်ပြန်ဆိုင်လိုက်လို့ရင်တစ်ပင်တည်တယ်လို့အကျင့်ကိုလည်းအခုတစ်မျိုးတော်ကြာတစ်မျိုးလုပ်ရင်အဲ့ဒီအကျင့်ဟာအကောင်အထည်ပညာအဆင့်ထိဖော်ထုတ်နိုင်တဲ့အခြေအနေမျိုးမရောက်ဘူးအဲ့ဒါလေးလဲနည်းနည်းသတိပြုရမယ်အယောင်အဝယ်ပုံစံဖြစ်နေတဲ့နောက်မိမိတို့သောတာပန်တဂရဂံအနာဂံယဟန္တာလို့ကြားဘူးကြလိမ့်မယ်အဲ့ဒီအဆင့်ကိုဖြစ်ချင်းရချင်ကြတယ်ဘာကနေဖော်ထုတ်တာလဲဆိုရင်တင်ညာကနေဖော်ထုတ်တာတင်ညာကနေဖော်ထုတ်တဲ့အတိုင်းလူချင်းရကျင်လို့ကြည်နေရင်ဒါလည်းမဟုတ်ဘူးရကျင်လို့ကျင့်တာရမှကျင့်မယ်ကွမရရင်မကျင့်ဘူးဆိုတာဈေးအယောင်အဝယ်လောက်တာနဲ့တူတယ်အပေးအယူလောက်တဲ့အယောင်ဝယ်သမားတွေရဲ့စိတ်ဓာတ်မျိုးဖြစ်နေတယ်တကယ်တဘာဝအမှန်ကအဲ့ဒီလိုလုပ်လို့မရဘူးကိုကျင့်စရာရှိတာအကျင့်ကိုဒီဇိုင်းမတ်ကျင့်ရတယ်ရလက်က
သူ့ဘာသာသူဖော်ထုတ်လာလိမ့်မယ်ကျမကဝတ်တာသူ့ရဲ့ဝတ္တရားအရာဝတ်တာအကောင်ပေါက်ချင်မှလည်းပေါက်လာတာထိုနည်းသူစွာပဲမိမိတို့ကသောတာပန်ဖြစ်ချင်လို့တဂရဂံဖြစ်ချင်လို့အနာဂံဖြစ်ချင်လို့ရမှကျင့်မယ်ဆိုရင်ဈေးသည်တွေလိုပဲအယောင်းဝယ်ပုံစံဖြစ်နေတဲ့ရှေ့တုန်းကပုဂ္ဂိုလ်တွေတရားကြည့်တဲ့အခါသောတာပန်တဂရဂံအနာဂံယဟန္တာဆိုတာသူတို့သိရင်လည်းသိမယ်မသိကျင်လည်းမသိဘူးသိမသိသူတို့ဖျားဟောတဲ့အတိုင်းကျင့်တော့အဲ့ဒီအဆင့်ကိုရကြတယ်ရကျင်လို့ဖြစ်ချင်လို့ကျင့်တာမဟုတ်ပဲနဲ့ကျင့်ရင်းနဲ့အသိပညာကိုဖော်ထုတ်ပြီးတော့သူတို့အဲ့ဒီအဆင့်ကိုရောက်သွားတာကျင့်တိုင်းမမှန်တဲ့အကျင့်ဟာလေ့ကျင့်တိုင်းမမှန်ဘူးဘလောက်ပဲကျင့်မြင်ညာတော့လဲမှန်ကန်တဲ့ဝိသုဒ္ဓိဆိုတဲ့အဆင့်မရောက်ရင်လွတ်မြောက်ဖို့ကိုမှုကိုမရဘူးမိမိတို့ကဖျားဟောတရားတွေကိုအဓိကလေ့လာနေတာဖြစ်တဲ့အတွက်စံနမူနာယူရင်လဲဖျားကိုပဲအတုလိုက်ပြီးနမူနာယူရတယ်ဖျားပွင့်တယ်ဆိုကြတဲ့ကတောထွက်စောစည်းစွာကျင့်ပြီးစောင့်နေတဲ့ပုံကိုယ်တွေပြင်စောဝဂီ9ဦးရှိတယ်ဖျားကလည်းအချိန်တန်တော့တောတဲ့ဒီဇိုင်းမမတ်နဲ့သူတို့စီကိုရောက်လာတော့သူတို့တွက်ကိန်းမှန်တာပေါ့အချိန်တန်တော့တောတဲ့ကိုဒီဇိုင်းမမတ်နဲ့ဖျားရောက်လာတယ်သူတို့တွက်ကိန်းမှန်တာပေါ့သူတို့လည်းပဲဖျားကိုတောထဲမှာအာရစားလိုက်တောက်လိုက်အိတ်လိုက်စောင့်နေတာမဟုတ်ဘူးတမထဆိုတဲ့တတိဝိရိယတမာတိတွေနဲ့သူတို့စိတ်ငြိမ်အောင်ကျင့်ပြီးစောင့်နေတာဖျားကိုသူတို့ပညာရက်နဲ့အကဲခတ်ထားတော့အထင်ကြီးတယ်အထင်ကြီးတဲ့အတိုင်းဖျားကလည်းဒုက္ခရစရိယာ6နှစ်ကျင့်တော့သူတို့ဝိုင်းပြီးအားရကြတယ်သူတို့ထက်ပိုပြီးကျင့်နိုင်တယ်သို့တော့ဒုက္ခစရိယာ6နှစ်ဟာဉာဏ်ပါတာမှမဟုတ်ပဲဉာဏ်မပါတော့အတ္တကိလမထခန္ဓာကိုပင်ပန်းဆင်းရဲတာပဲဆိုတာဘုရားကသိတယ်ပြင်စောဝဂီ9ဦးကမသိဘူးဘုရားကနောက်ပိုင်းဒီအကျင့်ဟာမဟန်ဘူးဒီအကျင့်ကျင့်ရင်ပညာတော့ဖြစ်မှာမဟုတ်ဘူးသိဖို့ပဲရှိတယ်လို့သဘောပေါက်တော့အဲ့ဒီအကျင့်ကိုစွန့်လွတ်လိုက်တဲ့အခါပြင်စောဝဂီ9ဦးဟာဘုရားကိုအထင်မှားတယ်လက်လျှော့သွားပြီးအစားတွေပြန်စားနေပြီးကာမဂုဏ်တွေပြန်ခံစားနေပြီးဆိုပြီးအထင်သေးသွားတယ်စဉ်းစားကြည့်နော်သူတို့နှစ်ပေါင်းများစွာလက်ပွန်တတိအကျင့်နဲ့ကျင့်ပြီးဖျားကိုစောင့်နေတာဒါပေမဲ့ဖျားကသူ့အကျင့်အဟောင်းကအချိန်နေမကောင်းဘူးဆိုပြီးပြောင်းလိုက်တဲ့အခါသူတို့ဖျားကိုအထင်သေးသွားတယ်အထင်မှားတော့ဖျားကိုထားခဲ့ကြတယ်ဖျားကလည်းသူ့နီးသူ့ဟန်နဲ့သူ့ညံနဲ့သူ့ဘာသာသူထွင်ဖောက်ပြီးထွက်သွားတာဒီဉာဏ်ကိုမသိတဲ့အခါကျတော့အထင်မှားတယ်ဒါလည်းမှတ်ထားအောင်ပေါ့ဉာဏ်မပါလို့ရှိရင်အကျင့်ဟာဘယ်လောက်ကြာပညာကိုဖော်ထုတ်နိုင်တာမဟုတ်ဘူးအဲ့ဒါကလည်းတော်တော်အရေးကြီးတဲ့ကိစ္စပါနောက်အကျင့်တကယ်ကျင့်နေတဲ့ပုဂ္ဂိုလ်သူ့အကျင့်သူ့ဘာသာသူပဲသိတယ်ကျန်တဲ့ပုဂ္ဂိုလ်ကသူ့ကိုမိအောင်မကျင့်နိုင်ရင်သူ့လိုဉာဏ်မရှိရင်သိကိုမသိနိုင်ဘူးဖျားလောင်းနဲ့တူနေတဲ့ပြင်စောဝဂီ9ဦးသူတို့ပြင်းထန်ကြည့်ထားတာပဲသို့တော့ဖျားရဲ့ဉာဏ်ကိုမသိတဲ့အခါကျတော့ဖျားကိုအထင်မှားတယ်အထင်မှားတော့သူတို့စိတ်ထဲမှာဆင်းရဲတာပေါ့ကုသိုလ်မဖြစ်ဘူးအကုသိုလ်ဖြစ်သွားတယ်အဲ့ဒါမိမိတို့တတိထားရမယ့်အချက်ပေါ့ဒါအရေးကြီးပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဆက်လက်တင်ပြပါမယ်ရှင်